တော်များလည်းသိကျင်နေလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျဒီ original battery လား China စပယ်ဘတ်လားဒါမှမဟုတ် Apple ကကိုယ်တိုင်ပေးတဲ့ battery လားဒီ service ဆိုင်တွေမှာသုံးနေတာဘယ် battery အမျိုးအစားလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်ကျွန်တော်တို့ပုံမှန်ဆိုရင်တော့ battery တွေကဘယ်လိုလာလဲဆိုရင် Apple ကနေပြီးတော့တရားဝင်ရောင်းတဲ့ battery တွေရှိတယ် Apple G9 Plus ဆိုပြီးတော့လာတယ်အဲဒီကောင်လေးဆိုရင်တော့ကျွန်တော်တို့ကပုံမှန် battery တွေထက်ကိုဈေးက3ဆလောက်များတယ်ဒါမဲ့ဒီကျွန်တော်တို့ service တွေမှာသုံးတဲ့ battery တွေကကြတော့အဲဒီ Apple G9 Plus ကိုကျွန်တော်တို့မသုံးဘူးကျွန်တော်တို့ကဘာကိုသုံးလဲဆိုတော့ကျွန်တော်တို့ပုံမှန်ဆိုရင်ဒါဟိုဒီတရုတ်ပြည်ကနေပြီးတော့ပဲထုတ်တဲ့ battery ဒါမဲ့ quality ကကြတော့ဒီ Apple တစ်စိတ်တွေပါတယ်အကုန်ပါမယ် original quality အတိုင်းရမယ် original အတိုင်းသုံးရမယ်ဒီ mAh ကလည်း original အပြည့် mAh နဲ့အပြည့် mAh ပဲပါမယ်အဲ့တော့သုံးရတဲ့ feeling ကကြတော့ကျွန်တော်တို့ original ဘယ်လိုသုံးရလဲအဲ့လိုပုံစံနဲ့သုံးရမယ်ဒါမဲ့ဒီကောင်တွေတက်လိုက်ရင်ဘာဖြစ်သွားလဲဆိုတော့ဒီကောင်တွေတက်လိုက်တယ်ဆိုရင် unknown path ဆိုပြီးတော့ amplify ဆိုပြီးပေါ်တယ်ဟို battery မဟုတ်ဘူး unknown path သူတို့မသိတဲ့အစိတ်ပိုင်းဆိုပြီးတော့သူတို့ဒီ setting ထဲမှာပေါ်တယ်ဒါမျိုးလဲလိုက်တယ်ဆိုရင်အခဲလိုက်လဲတယ် BMS လဲပါတယ်ဒါမျိုးအခဲလိုက်လဲတယ်ဆိုရင်အဲ့လိုပေါ်တယ်ကျွန်တော်တို့ကကြတော့ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်တို့က Apple G9 Plus လည်းမသုံးချင်ဘူးစရေးစကလည်းတက်တာခြင်းနဲ့ original အတိုင်းလည်းသုံးချင်တယ်ဆိုရင်တော့ကျွန်တော်တို့ကဒီ battery cell တိတန့်ဖြတ်လဲတယ်လို့ခေါ်တဲ့ process ကိုကျွန်တော်တို့လုပ်တယ်ဒီ cell တိတန့်ကလည်းကျွန်တော်တို့ပုံမှန်ပါတဲ့ mAh ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ mAh ပါတယ်ဒီမှာဆိုရင်3000နဲ့95 mAh ပါတယ်ဒါသူ့အတွက်ဟိုmodel အလိုက်ပေါ့ဗျာဒါဆိုရင်တော့73 Pro ပေါ့73 Pro ဆိုရင် Pro အတွက် mAh သူ့အလိုက်ပါတယ်အဲ့ဒါမှကျွန်တော်တို့ကကြတော့ဒီ REB